အားလုံးပဲမင်္ဂလာပါဒီဒီမှာတော့ကျွန်တော်တို့ရဲ့အသစ်ဆက်ဆက် game interface ကိုမိတ်ဆက်ပေးဖို့အထူးပဲစိတ်လှုပ်ရှားမိပါတယ်ကဲဒါဆိုစလိုက်ကြရအောင်ပထမဆုံးအနေနဲ့ main interface ကို၄တောင်အသစ် visual အသစ်တွေနဲ့အလုံးစုံပြန်လည်မိုးမှန်ထားမှာဖြစ်ပါတယ်ဒုတိယအနေနဲ့ရင်းနှီးပြီးသား feature တွေဖြစ်တဲ့ Lazy Quest နဲ့ Battle Chest တို့ကို surprise flip ထဲမှာပေါင်းစည်းထည့်သွင်းလိုက်မှာဖြစ်ပါတယ်ဒါကြောင့်စုလက်ဆောင်အားလုံးတနေရာတွေကနေလွယ်တကူရနိုင်တော့မှာဖြစ်ပါတယ်ကစားသမားတွေအနေနဲ့ 5/5 mode တစ်ခုမှာပါဝင်ပြီးနေ့စဉ် surprise flip point တွေကိုရယူနိုင်မှာဖြစ်ပါတယ်။ဒါပြင်ရရှိထားတဲ့ point တွေနဲ့ကတ်တွေကိုလည်းဖွင့်နိုင်မှာဖြစ်ပါတယ်။ကတ်တွေမှာ quality မျိုးမျိုးရှိပြီး quality မြင့်တဲ့ကတ်တွေကတော့ဘေးနားကကတ်တွေနဲ့အရင်ဆုံးလိုလျောက်ပေါင်းစပ်သွားမှာဖြစ်ပါတယ်။စုလက်ဆောင်တွေကကြာပန်းဖြစ်ပေမဲ့ quality မြင့်လေစုလက်ဆောင်တွေကပူကောင်းလေပါပဲ။အမခံထားတဲ့စူကြီးတစ်ခုရဖို့ကတ်တွေလုံးလုံးလှန်လိုက်ပါ။ပုံနှဆောင်နေတဲ့ဇာဝဲရတဲ့ screen ကိုလည်းပုံကောင်းအောင်ပြင်ဆင်ထားမှာဖြစ်ပါတယ်။လေအောင်တဲ့ visual တိုးတက်မှုတွေပြင် Starlight Test Progress Tracker ကိုလည်းအသစ်ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ဇာမအသစ်တွေအတွက်ဆုလက်ဆောင်တွေကိုလည်းအလုံးစုံအစင်းမြင့်တွေပေးထားမှာဖြစ်ပါတယ်။အရင်ဆုံး level grow နဲ့စလိုက်ကြရအောင်။ကစားသမားအသစ်တွေအနေနဲ့ level တက်လာတဲ့မြဟီရိုတွေကိုရရှိနိုင်မှာဖြစ်ပြီး Banner Spell အသစ်တွေကိုလည်း unlock လုပ်နိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ Starlight လူသစ် Edition ပဲဖြစ်ပါတယ်။ဒီနေရာမှာဇာမအသစ်တွေကရိုးရှင်းတဲ့ test တွေပြီးမြောက်အောင်လည်းအထူးသီးသန့်ဆုလက်ဆောင်တွေကိုရယူနိုင်မှာဖြစ်ပါတယ်။ဒါပြင်ဇာမအသစ်တွေအတွက်ဈေးဆိုင်လည်းရှိပါသေးတယ်။တိုးတက်မှုမြန်ဆန်အောင်ကူညီပေးမယ်အထူးရှော့ဈေးတွေလည်းရှိပါတယ်။ကဲဒါဆိုရင်တော့ပြောစရာရှိတာတွေစုံလင်သွားပါပြီ။ရှေ့ဆက်ပြီးတော့လေပုံမစိတ်လုံးရှားစရာကောင်းတဲ့ feature တွေထပ်ရောက်လာအောင်မှာဖြစ်ပါတယ်။နောက်ချိန်တိုင်းအထိလမ်းတော်မှာပြန်ဆောင်ကြတာပေါ့။